တင်ကုန်ပေါ်အသေးပုံလေးတွေပြန်ဆွဲကြတော့သူ့မျက်ခုံးလေးကိုတူအောင်မဆွဲနိုင်လို့ဆိုပြီးခဲတံလေးကတနေကုန်ဝမ်းနေတယ်မြေပြူမိတဲ့ကဗလာစာအုပ်ကြောင်းကန်းနေရစာကြည့်မိသည်သူတို့တွေကကိုယ့်ရဲ့တီးလို့ပေါ်ရဲ့ကိုကကြောင်းဆော့ဆော့လာတယ်သူ့မျက်နှာလေးနဲ့နေတာရှိခြင်းစာရရဲ့တန်းနဲ့မရဘူးကြီးပဲဖြစ်တယ်ခုံပေါ်လေးကမတည့်ရက်ပြပေးခံရတယ်သူ့ခေါင်းကိုရဖြူဖြူလေးကိုအပေါ်စီးရတယ်မြင်ရလို့မိုးစည်းထဲမှာဘိုးကျောင်းဆန်းပုံနဲ့ကို9ချက်တန်လေးရသူ့လက်ထဲကဆရာဆန်း90ချက်တန်လေးကိုမိအောင်မတွက်နိုင်ကြတာလေကိုရဲ့နေ့စဉ်လေးချတနင်္လာမှာစပယ်အင်္ဂါမှာနှင်းစီဘုလူဦးကဖဲကျိုးနေပြီးကြာတာပလေးမှာသူပြောင်းပြသည်စသဖြင့်ကိုရင်းမက်ခဲ့တဲ့မဆုဆောက်တွေရဲ့သူတောက်ပြီးသားရေပွက်လေးကိုမှတောက်တဲ့ကိုဟာရသူ့ခေါင်းကနေကြစီကုန်နေမှာပဲရွေးကောက်တဲ့တန်ရှင်းကြောင်းနေရဲ့အဲ့ဒါလို့ကြောင်းနေပျော်ပြီးအချစ်ကိုလည်းမျှော်တက်ခဲ့ပေါ့တခုသောຫນွေမှာလေတိတ်ရွက်တွေလှုပ်ခါချွေခဲ့တယ်လို့အတန်းပေါ်လေးကအခြားမျိုးကိုကိုယ့်ဘဝလေးယူပြီးပြောင်းရွှေ့သွားကိုမမိုးတဲ့ကျောင်းဆင်းချိန်မှာခေါင်းကိုက်စိတ်ချလို့လွယ်အစ်စ်ကျောင်းဝတ်စုံအစ်စ်ဗလာဆောင်အစ်စ်တွေကကိုယ့်စိတ်ကိုအဟောင်းတွေကိုနှောင်ရဲလို့ကိုမမပျော်တဲ့အတန်းတစ်မှာငိုရတဲ့သင်ခန်းစာနဲ့သူထိုင်ခဲ့တဲ့နေရာလေးကိုမနစ်ကစာသင်ခန်းလေးစီသွားနေရတယ်ဖြစ်အဲ့ဒီတည့်ရသားမှာပဲမိမိရဲ့လေကျွန်တော်စာအုပ်တွေကိုပိတ်တာချိန်နဲ့ရောင်းစားပစ်လိုက်တဲ့မြဝန်းနဲ့ချက်ဆံပြီးပုံခဲချစ်ရာလေးတွေကဘယ်နှချက်သားတဲ့လဲမိမိစာအုပ်တိုင်းမှာဆွဲထားတဲ့သူ့မျက်နှာဘေးတိုက်ပုံလေးတွေကြောင့်အလေးချိန်ပိုတိုးသွားတာမဟုတ်လားသူကြောင်းမလာတဲ့နေဆွဲတွေကိုရောဈေးဝယ်သူအတော်ကြီးကတေချာထက်တွက်သွားရဲ့လားအကြည့်ချင်းစုံလို့အရန်ပျော်တာပဲဆိုတဲ့စာသားလေးကတမိုင်းစာအုပ်အနောက်ကျောမှာလေသူ့ခါလေးပေါ်နေတာလေးကိုအနောက်ခွန်အားကောင်တွေရီကြလို့ကျွန်တော်တိတ်ဆိတ်ဆိုးတာကိုရေးထားတာကအင်္ဂလိပ်စာအုပ်ထဲမှာသူ့လက်ကလေးနဲ့လုံးချပြီးလွှတ်ပစ်လိုက်တဲ့အချိန်မောင်းတို့တစ်စိတ်လေးကတင်ချစာအုပ်အလယ်မှာညှက်ထားတာမြန်မာစာအုပ်ထဲမှာကြပြတိုကြပြစလေးအဲ့ဒါတွေအတွက်မေမေရလိုက်တဲ့တစ်ချက်တန်အနွမ်းလေးတွေကမေမေကိုတားကြောင်းတွေတိုက်မပြောကြဘူးလားထန်းကောက်တောင်ကြီးတွေပါသွားတာတားမြက်ရည်လေးဆိုတာမေမေသိရလားနှစ်ကာလတွေကမျောလင်းချက်ကိုမဆောင်ဘူးကိုယူခဲ့တာလဲမမေ့နိုင်စရာအခုငယ်ဘွားစာတင်ကျောင်းတွေကစတိုကန်ဟောင်းလေးထဲမှာအသေးပုံဆွဲထားတဲ့ထိုင်ကိုလေးများရှိနေအောင်မလားဆိုတာအရှိကဖြတ်သွားတဲ့ကျောင်းသားလေးတယောက်ကိုမေးလိုက်ရင်တိတ်ရွက်လေးတွေကလှောင်ရင်နေအောင်မလားရင်းမက်စရာဗလာစာအုပ်လေးလည်းမရှိတော့ပါဘူးမိမိရဲ့ဘိုးရင်ကျဲမင်းလေးကကိုထင်ထားတဲ့ထပ်ဖို့လေးပြလာ